ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ကတော့ရာသီဥတုအေးလေးနဲ့မမီးခေါက်စက်ကိုတုံးရမ်းရတာလေးကျွန်တော်ပြုတ်ပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်တို့ရေရင်တင်လိုက်မယ်နော်ဟုတ်ကဲ့ရေတည်ပြီးလို့ရှိရင်ကျွန်တော်တို့မမီးခေါက်စက်လေးထည့်မယ်ပြီးရင်မိမိနှစ်သက်ရာအသီးရွက်လေးကိုထည့်လို့ရပါတယ်ဗျကျွန်တော်တို့ဒီမှာရှိတဲ့အသီးရွက်လေးတွေကိုစုံစုံလေးထည့်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့မမီးခေါက်စက်လေးလူရင်တော့ကျွန်တော်တစ်ချက်ဆေးထားပြီမယ်နော်ဆေးပြီးတော့ထဲမဲ့ပကံလေးတွေကိုကျွန်တော်စီးထားပါမယ်ဗျဟုတ်ကဲ့ပြီးရင်တော့သူ့ရဲ့ပြုတ်ထားတဲ့အရည်နဲ့ပဲကျွန်တော်ရရတာပြန်ပြီးတော့ဆက်မယ်နော်ဟုတ်ကဲ့အတန်းကောက်လည်းမိမိနဲ့တရားအတန်းကောက်ထည့်ရအောင်ဗျကျွန်တော်တို့ဒီမှာကျင်မဲကြီးပစုံနေနောက်ဟောတော်ချောင်းလေးတွေကိုကျွန်တော်ထည့်ထားပါလိမ့်ဗျဟုတ်ကဲ့အဲ့ဒါလေးတွေကိုလည်းကျွန်တော်တို့ဆယ်ပြီးတော့ပကံလေးထဲမှာစီးပြီးတော့ထပ်ထည့်ထားပါမယ်ဗျဟုတ်ကဲ့အတန်းကအတီးရကတော့မိမိနဲ့တရားအတန်းကအတီးရတွေကိုသုံးလို့ရပါတယ်နော်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်ရတာစပါဗျဒါတော့စားစရာအချုံမုံနဲ့စက်သားမုံနဲ့ကိုကျွန်တော်ထည့်ထားပါတယ်ပြီးရင်ကျွန်တော်တုံးရအနည်းလေးထည့်ပါမယ်ဗျပြီးရင်တော့ကျွန်တော်ရှောက်ရည်လေးနဲ့ငမြလေးနဲ့ကိုကျွန်တော်ထပ်ပြီးထည့်ပါမယ်ဟုတ်ကဲ့ဒါတုံးရအနည်းလေးကိုနောက်ကထပ်ထည့်ပါတယ်နော်ဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်တို့အရသာလေးချင်းကလေးဖြစ်အောင်ထည့်ပြီးလို့ရှိရင်တော့ရပါပြီနော်ဟုတ်ကဲ့အရေးလေးဆက်ပြီးရင်တော့အပေါ်ကနေကျွန်တော်လောင်းထည့်လိုက်ပါမယ်နော်မိုးရေလေးနဲ့ရာသီဥတုနဲ့လက်ဖက်အောင်ကျွန်တော်အချင်းကဆက်လေးကိုခပြင်းပြင်းလေးထည့်ထားပါလိမ့်ဗျဟုတ်ကဲ့ပြီးရင်တော့ကျွန်တော်နှုတ်သိမ်းလေးနဲ့ထည့်မယ်နော်ဟုတ်ကဲ့အခုဆိုရင်တော့မိုးရေလေးနဲ့ရာသီဥတုနဲ့လက်ဖက်တဲ့မမီးခေါက်ဆွဲတုံရမ်းပြုတ်လေးရပါပြီဗျအားလုံးကိုကျေးဇူးတင်ပါတယ်